လူရမေကွန်းကတော့ကျွန်တော်တို့ရှမ်းပြည်နယ်ရဲ့ပညာရေးနဲ့ဆက်လင်းတဲ့မေကွန်းများကိုမေမြန်တင်ပြသွားမှာဖြစ်ပါတယ်လေးစားပါတော့လွတ်တော်ဥက္ကဋ္ဌကြီးနဲ့တကွကိုယ်စားလှယ်တော်ကြီးများခင်ဗျာပညာရေးဟာတိုးတက်ဖွံ့ဖြိုးမှုအားလုံးရဲ့အခြေခံမရှိမဖြစ်အုတ်မြစ်ပဲဖြစ်ပါတယ်ကဘာကြီးကိုပြောင်းလဲစေနိုင်သောအားပြင်းသည့်လက်နက်ဖြစ်တယ်လို့တောင်တင်စားကြပါတယ်လက်ရှိနိုင်ငံရဲ့ပညာရေးအခြေအနေကိုကြည့်ပြီးအနာဂတ်နိုင်ငံတော်ရဲ့ပုံမှန်တရံကိုမန်းဆနိုင်မှာဖြစ်ပါတယ်တာယာအေးချမ်းပြီးရေရှည်ဖွံ့ဖြိုးတိုးတက်သောအနာဂတ်ရှမ်းပြည်နယ်ကြီးဖြစ်ပေါ်လာရေးအတွက်ပညာရေးကဏ္ဍမှာကျွန်တော်တို့အထူးအလေးထားပြီးယင်းနှီးမြုပ်နှံချိုးပန်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်ကုလသမဂ္ဂမှ2015ခုနှစ်တွင်ချမှတ်သော UN Sustainable Development Goal မှာ2030ခုနှစ်အရောက်မှာနိုင်ငံများအားလုံးဟာအရေးသွေးပြည့်ဝသောပညာရေးလက်လန်းမီရရှိရမယ်လို့ချမှတ်ကြိုးပမ်းတာကိုအားလုံးအတိပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာလည်းပဲပူးပေါင်းဆောင်ရွက်ပါမယ်လို့ကတိကူပြုပြီးလက်မှတ်ရေးထိုးခဲ့ပါတယ်လေးစားအပ်ပါသောလူတော်ဥက္ကဋ္ဌကြီးနဲ့ကိုယ်စားလှယ်တော်ကြီးများခင်ဗျာစင်ရဲနွန်ပါသောအခြေအနေမှကမ္ဘာနိုင်ငံကမ္ဘာထိပ်တန်းအဆင့်သို့တက်လာနိုင်တဲ့နိုင်ငံများအပေါ်ကျွန်တော်တို့လေ့လာကြည့်မယ်ဆိုပါကအဲ့ဒီနိုင်ငံတွေမှာတိကျခိုင်မာသောစီးပွားရေးမူဝါဒရှိခြင်းတရားဥပဒေစိုးမိုးမှုရှိခြင်းစီးပွားရေးသမားများနဲ့စွင့်ဦးတီထွင်များကိုအားပေးအားမြောက်ပြုခြင်းနောက်အရေးကြီးဆုံးချက်ကနိုင်ငံသားများကိုကောင်းမွန်ပြီးလက်တွေ့ကျသောပညာရပ်များကိုကောင်းမွန်စွာသင်ကြားပေးနိုင်ခြင်းတို့ကိုတွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်တို့ရှမ်းပြည်နယ်ကိုချစ်ခင်မြတ်နိုးကြတော့ကျွန်တော်တို့များအားလုံးဒေသအတူယူပွဲဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ရှမ်းပြည်နယ်ရဲ့အခြေခံပညာရေးအခြေအနေကိုလေ့လာကြည့်မိဆိုပါက2025-2026ခုနှစ်ပညာသင်နှစ်နဲ့2026-2029ပညာသင်နှစ်မူလတန်းအလယ်တန်းအထက်တန်းအဆင့်အလိုက်ကျောင်းတက်ရောက်မှုရာခိုင်နှုန်းနိုင်ရှင်ကြည့်ရမှာကျွန်တော်တို့ slide ပါဖော်ပြထားတဲ့အတိုင်းကျောင်းသူကျောင်းသားပေါင်း9956ဦးရာခိုင်နှုန်းအဖြစ်9.45ရာခိုင်နှုန်းလျော့နည်းသွားသည်ကိုတွေ့ရှိရမှာဖြစ်ပါတယ်ဒီကိန်းကနန်းဟာကျွန်တော်တို့ရှမ်းပြည်နယ်ပညာရေးအတွက်စိတ်မကောင်းစရာစိုးရိမ်မှုပဲဖြစ်ပါတယ်အနာဂတ်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရင်လေးစရာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့အစည်းအဝေးမှာမင်းမြန်လိုကတော့လက်ရှိအစိုးရအဖွဲ့အနေနဲ့ကျွန်တော်ရှမ်းပြည်နယ်ရဲ့အခြေခံပညာရေးကဏ္ဍပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက်ဘုံမိုကောင်းမွန်ပြီးလက်တွေ့ကျသောအစီအမံများချမှတ်ဆောင်ရွက်ရန်အစီအစဉ်ရှိမရှိနဲ့ရှိပါကဘယ်လိုအစီအစဉ်များချမှတ်ထားသည်ကိုသိရှိလိုပါသဖြင့်ပြည်내သူပြည်내သားများကိုစားတွတ်တော်မှတဆင့်ဤဥပဒေပုံမှန်69-98အရာလေးစားစွာမေးမြန်းတင်ပြအပ်ပါတယ်အထူးကျေးဇူးတင်ရှိပါတယ်ဒုတိယမေခွန်းဆက်လက်ဖြေကြားသွားမှာဖြစ်ပါတယ်ရှင်အကြောင်းအမျိုးမျိုးကြောင့်ကျောင်းပြင်ပရောက်နေတော့ကျောင်းနေရွယ်ကလေးများကျောင်းနေခွင့်ရရှိစေရန်ပလီမက်စတက်အထူးကျင်းပပေးခြင်းဖြင့်အခြေခံပညာကျောင်းများသို့ကျောင်းတက်ရောက်ခွင့်ရရှိခြင်းအရွယ်လွန်ကလေးများအတွက်ကျောင်းပြင်ပနှင့်တတက်တာပညာရေးဦးစီးဌာနမှဖွင့်လှစ်တော်မူလတန်းအဆင့်ကျောင်းပြင်ပပညာရေးနှင့်အလယ်တန်းအဆင့်ကျောင်းပြင်ပပညာရေးတို့ချိတ်ဆက်၍ပညာတင်ကြားခွင့်ရရှိခြင်းကျောင်းပြင်ပမူလတန်းပညာရေးတွင်စာတင်နှစ်ရှိပြီးစာတင်ချိန်ဒီတစ်နှစ်လင်ရက်ပေါင်း220တစ်ပတ်လင်6ရက်တစ်ရက်လင်2နာရီ30မိနစ်ဖြစ်ပြီးကျောင်းပြင်ပအလယ်တန်းပညာရေးတွင်စာတင်နှစ်3နှစ်ရှိပြီးစာတင်ချိန်ဒီတစ်နှစ်လင်214ရက်တစ်ပတ်လင်6ရက်တစ်ရက်လင်3နာရီတင်ကြားရပါသည်ကျောင်းပြင်ပပညာရေးကိုကျောင်းပြင်ပအခြေစိုက်စခန်းရှိရာမြို့များတွင်တည်ကြသောအချိန်မဟုတ်ပဲတက်ရောက်သောကျောင်းသားများနားချိန်ကိုတတ်မှတ်၍တင်ကြားပါတယ်တင်ကြားသည့်ဆရာမများအားအခြေစိုက်ကျောင်းရှိရာရရွာဒေသမှရွေးချယ်ပြီးမြို့နယ်ပညာရေးမှူးမှတဆင့်ကျောင်းပြင်ပတတက်တာဦးစီးဌာနတို့တင်ပြ၍ရွေးချယ်ခန့်အပ်ပါတယ်တင်ကြားပေးသည့်ဆရာမများအားကျောင်းပြင်ပနှင့်တတက်တာပညာရေးဦးစီးဌာနမှထောက်ပံ့ပေးပါတယ်တမြောက်မှုစစ်ဆေးခြင်းတွင်ကျောင်းပြင်ပမူလတန်းပညာရေးကိုစာတင်နှစ်ဆုံးတွင်တမြောက်မှုစစ်ဆေးပြီးကျောင်းပြင်ပအလယ်တန်းပညာရေးကိုစာတင်နှစ်ဝက်ကာလအတွင်းစစ်ဆေးအကဲဖြတ်ခြင်းနှင့်စာတင်နှစ်ဝက်ဆုံး
စစ်ဆေးခြင်းတို့ဖြင့်ဆောင်ရွက်ပါတယ်စင်ရဲနွမ်းပါသောကလေးများအားပညာတင်နှင့်ထောက်ပံ့ကြေးများပေးခြင်းဖြင့်ကျောင်းနေမြဲခြင်းစသည်တို့ဖြင့်အခြေခံပညာရေးကဏ္ဍတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ထားရှိပါကြောင်းဖြေကြားအပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်